ဘာတွေကွာခြားမလဲဆိုတော့ဒီပွဲကကျွန်တော်ထိုင်းမြန်မာပွဲခတ်တိုင်းမှာကျွန်တော်တို့ service ပိတ်ပေးရတယ်ပေါ့နော်ဒီတစ်ခါကတော့ကျွန်တော် service ဖွင့်ရတယ်ပေါ့ဖွင့်ရတယ်ဆိုတော့နာမည်ကကျောင်းဆရာပါဟောနော်စောမြတ်မှုခေါ်ကျောင်းဆရာပါဟုတ်လိပ်စာကတော့ရန်ကုန်မှာနေတယ်ပေါ့ဒီကပွဲကတော့တယောက်ကြီးပွဲပေါ့နော်တယောက်ကြီးခတ်မှာပေါ့နော်တယောက်ကြီးပြောမလို့နိုင်ငံတကာပွဲလို့တော့သူများနိုင်ငံနဲ့ခတ်တာပေါ့နော်national တန်းတော့မဟုတ်ပေါ့နော်ကြေးစားပေါ့နော်ကြေးစားမှာတယောက်ကြီးလက်ရှိသူများနိုင်ငံနာမည်ကြီးတဲอ่ะပေါ့နော်တယောက်နဲ့ပေါ့နော်ဒါကတော့ဟုတ်ရင်ခုန်တယ်လို့တော့မရှိပါဘူးဘာလို့ဆိုပွဲတော့ကတော့အကောင်းဆုံးတော့ပြင်ဆင်ထားတာဖြစ်တဲ့အတွက်ကြောင့်အဲ့လောက်ဒီရင်ခုန်တာတော့မရှိပါဘူးပွဲကလည်းရှေ့မှာလည်းအများကြီးကစားထားတော့ပေါ့နော်အဲ့လောက်ဒီတော့ရင်ခုန်တာမျိုးပါမျိုးတော့မရှိဘူးဒါပေမဲ့အကောင်းဆုံးတော့လုပ်ထားတယ်ပေါ့ဟုတ်လေ့ကျင့်မှုကတော့ခန္ဓာကိုယ်ကြံ့ခိုင်မှုကတော့နည်းနည်းပေါ့နော် physical ဘိုင်းတော့နည်းနည်းလေးတော့လုပ်ဖြစ်တာပေါ့အများကြီးတော့မဟုတ်ထိုင်ထားတော့ပါဘူးပေါ့နော်အဲ့လိုမျိုးဗေရီရိုက်တာတော့ပါလို့နည်းနည်းတော့လုပ်ဖြစ်တယ်လေ့ကျင့်မှုဘိုင်းမှာကတော့service လေးပုံမှန်ထိုးဖြစ်တဲ့ချင်းဖမ်းမယ်ပေါ့နော်ပြီးရင်ချင်းပွဲတွေဆော့မှာပေါ့တယောက်ကြီးပွဲတွေနည်းနည်းဆော့ပစ်ထားတယ်ပေါ့နော်အဲ့လိုမျိုးနဲ့တော့တေချာတော့လေ့ကျင့်ပြင်ဆင်ထားတာပဲဟုတ်အဲ့တော့ကတော့ဒါကျွန်တော်ကငကိုတွေကအဲ့လောက်ထိတိတ်ပြီးတော့ဟိုမဖြစ်ဘူးပေါ့နော်အဲ့တော့တော့ပွဲချင်းကစားရင်အဲ့လိုအမှတ်တွေကြောပြီးပေးရတာပေါ့နော်အမှတ်တွေကြောပြီးတော့ကစားရတာပေါ့နော်အဲ့လိုမျိုး10မှတ်ကြောတို့10မှတ်ကြောတို့ကျွန်တော်ကိုယ်တိုင်အဲ့လိုအပြင်မှာအဲ့လိုကစားထားတဲ့အခါကျတော့တကယ်ပွဲထဲမှာလည်းကျွန်တော်အဲ့လောက်ထိစိတ်တက်ကြသွားတော့မရှိဘူးเนาะတန်တန်လောက်အကောင်းဆုံးကိုပြန်ဘယ်လိုကောင်းအောင်ပြန်လုပ်မလဲဆိုတဲ့ပုံစံမျိုးနဲ့လည်းအကောင်းဆုံးကြိုးစားပြီးကစားပါတော့ဘာတွေကွာခြားမလဲဆိုတော့ဒီပွဲကကျွန်တော်ထိုင်းမြန်မာပွဲခတ်တိုင်းမှာကျွန်တော်တို့ service ပိတ်ပေးရတယ်ပေါ့နော်ဒီတစ်ခါကတော့ကျွန်တော် service ဖွင့်ရတယ်ပေါ့ဖွင့်ရတယ်ဆိုတော့ငကိုတော့ဆိုချုပ်ပိတ်ပေးရတယ်အခုကတော့ချုပ်ဖွင့်တယ်ပေါ့နော်အဲ့လိုမျိုးလေးတော့ရှိတယ်ပြီးရင်ပေါ့နော်ကစားသမားတွေအတွက်ပေါ့နော်ခက်ကြီးဆိုတာမျိုးတော့ရလာတယ်ပေါ့ခါတိုင်းပွဲတွေမှာကျတော့စပွန်ဆာနဲ့ခတ်တယ်စပွန်ဆာနိုင်မှပေးတယ်ပေါ့နော်အဲ့လိုပုံစံမျိုးရခဲ့တာပေါ့ဒီတစ်ခါကတော့စပွန်ဆာလည်းနိုင်ပေးမယ်ပေါ့နော်ပြီးတော့လည်းဒီပွဲခတ်တဲ့အတွက်ခက်ကြီးဆိုတာလည်းတည်တံ့အဲ့လိုမျိုးပေးထားတာတော့ရှိပါတယ်ဒါကတော့ထူးခြားသွားတယ်ပြောရမှာပေါ့ဟုတ်ဘယ်လိုပဲဖြစ်ဒါရွှေချင်းလုံးတော့ကောင်းတဲ့နမိတ်လက္ခဏာတစ်ခုလို့ပြောရမှာပေါ့နော်ရွှေချင်းလုံးကြီးပိတ်ထားတာလည်းကြာပြီဘယ်လိုပဲဖြစ်ဒီမှာပွဲတွေပြန်ဖြစ်လာတဲ့အခါကျတော့ရွှေချင်းလုံးပြန်ပြီးတော့အသက်သွင်းနေဆိုတဲ့ပုံစံမျိုးလဲတက်ရောက်တယ်လို့တော့မြင်တာပေါ့နော်ဟုတ်ကဲ့ဗျအကောင်းဆုံးတော့ကြိုးစားထားပါတယ်လို့အကောင်းဆုံးကြိုးစားပြီးအကောင်းဆုံးဖြစ်အောင်တော့ရလက်ဖြစ်အောင်တော့လုပ်နေပါတယ်လို့အဲ့တော့လာရောက်ပြီးအားပေးကြပါအောင်လို့ပဲပြောချင်ပါတယ်ဗျဟုတ်